Hello မင်္ဂလာပါဒီနေ့ blog လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကစိတ်ဝင်စားတယ်ဆိုရင်ဆုံးဖြတ်လိုက်ကြည့်ပေးပါဦးဒီနေ့ကတော့ကျမတို့ရဲ့ super holiday ပေါ့နော် super holiday ဆိုတော့အေးဝအောင်အိပ်ပါတယ်အေးဝအောင်အိပ်ပြီးဆိုတော့စောင်းခောက်ပါတယ်ပြီးရင်တော့မျက်နှာတော့တက်ပါမယ်ကဲဒါတော့မျက်နှာတက်ပြီးသွားပါပြီမျက်နှာတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘောနော်ဒီနေ့ပိတ်ရက်ဆိုတော့ကင်းခဲ့ပြပါမယ်ဆိုတော့ကဆုံးအောင်လိုက်ကြည့်ပေးကြပါဦးတန်းခရင်ကဒါလေးသုံးပါတယ်ဒီနေ့ပဲရက်ဆိုတော့နေပူတဲ့ကိုထွက်မယ်ထွက်တဲ့ခါကျလို့ရှင်စမ်းခွင့်လိုရမယ်ပေါ့နော်ဒီစမ်းခွင့်လေးကိုသုံးပါပါတယ်စမ်းခွင့်လိုပြီးပြီဆိုရင်တော့တနခါလိမ့်မယ်ပေါ့နော်အိမ်မနေတော့တနခါကတော့အလိုလိုလိမ့်ဖြစ်ပါတယ်တနခါကတော့ဒီတစ်ခါအတုံးကိုသွေးထားပါတယ်ပြည့်နေအောင်လို့သွေးပြီးတော့လိမ့်ထားပါတယ်တနခါလေးလုပ်မယ်နော်ကျမတို့ကကြတော့ပိတ်ရက်တော့ပဲတနခါလိုရတာဆိုတော့တနခါကိုများများလေးလုပ်ပါမယ်မြန်မာမင်းကလေးတွေကကြတော့လေကလေးဆိုတာတဲ့မိုးလင်းလာလို့ရှိရင်မျက်နှာသေးရေမိုးချိုးပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဆက်စားဖို့ပေါ့ရေမိုးချိုးပြီးပြီဆိုလို့ရှိရင်တော့တဲ့ပလပြင်လာခဲ့ပေါ့နော်မျက်နှာမှာတနခါလေးရှိမှမင်းကလေးဆိုစက်တည်ရှိတယ်တဲ့အဲဒါကြောင့်မို့ကျမအလုပ်သွားရဲ့ရက်ကတော့တနခါလိမ့်လို့မရလို့ပေါ့နော်လုပ်သွားရဲ့တနခါလိမ့်လို့မရတဲ့အတွက်ကြောင့်မို့တနခါပါပါပဲလူရတယ်ဒီလိုရမျိုးတွေဆိုလို့ရှိရင်တော့ကျမတို့ကတနခါကိုထူထူလေးလူရတယ်မနေ့ပိုင်းရနိုးလို့တနခါလိမ့်အောင်လိမ့်လို့ချီရင်စက်တီရှိုံနဲ့မဟုတ်ဘူးပေါ့နော်လက်လာပါစီးပွားလက်လာပါတွေလည်းတိုးပါတယ်ဆိုလို့မိန်းကလေးတိုင်းမနေ့မိုးလင်းရင်တနခါလိမ့်တင်ပါတယ်ကလေးကွက်မယ်ပါနော်ကျမရှိမှပြောရတယ်လို့မျိုးဒီနေ့ရ super holiday ဆိုတော့ဟဲ့စနေနေ့နင်တို့ကပိတ်တာလားဆိုတော့မဟုတ်ပါဘူးကျမတို့ကစနေနေ့ပိတ်တာမဟုတ်ပါဘူးပုံမှန်ဆိုစနေနေ့မပိတ်ပါဘူးရှင်စနေနေ့နင်တို့ဘာလို့ပိတ်လဲလို့မမေးနဲ့နော်ဘာလို့လဲဆိုကျမတို့ကအိနေ့မှာရက်စားချင်းမိထားလို့ဒီနေ့စနေတနေ့ကနေပိတ်ပါတယ်ကဲဒီနေ့ကျမအလုပ်ပိတ်လို့လားမသိဘူးပေါ့နော်ရာသီဥတုလေးကလည်းတာယာနေပါတယ်မိုးလည်းမရွာဘူးနေလည်းမပူဘူးဒီလိုမျိုးအေးအေးစိမ့်စိမ့်လေးနဲ့နေလို့အရန်ကောင်းပါတယ်အိမ်မှာနေတဲ့လူတွေဆိုအိမ်နေတော့ share ပဲကဲအကုန်လုံးလည်းပြင်ဆင်လို့ပြီးပြီဆိုပြီးတော့ကျမအောက်ဆင်းပြီးတော့မနေ့စားကြောဝယ်ပါမယ်မနေ့စားကြောဝယ်ဖို့အတွက်ပတ်စံ1000နဲ့လေးတစ်ရက်ကိုယူသွားပါမယ်ပတ်စံ1000နဲ့ပေါ့နော်ဘယ်လောက်ဘူးကုန်လာမလဲဆိုတာကြည့်ကြပါဦးကျမတယောက်တည်းဆိုတော့အိမ်ကိုတော့ခတ်သွားပါတယ်ဒီမှာကြည့်ပါအောင်ကျမတို့နေတဲ့အဆောင်ပေါ့နော်အခန်းလေးငှားပြီးတော့နေတာပါကျမတို့ရဲ့ဆောင်းကဒီလိုလမ်းကြားလေးထဲမှာတိတ်ဆိတ်ပါတယ်ကျမတို့ရဲ့ရက်ွက်ကတော့ခုဆိုရင်ဒီမှာဆန်ဝက်နှစ်ခုဝယ်လာပါတယ်ဆန်ဝက်ရဲ့အကျော်အေးရဲ့3000ကုန်ခဲ့ပါတယ်မိုးပေါ့နော်ထောင်ရှိသွားပါပြီတထောင်ဒီမှာဒါ strawberry ဒါကြတော့စပြည့်မတူးနော်နေအောင်မတူးနော်အဲ့တော့ကျမကဘာလို့အရင်စားရမလဲဆိုတော့စပြည့်အရင်စားပါမယ်ဟုတ်မနက်စားပါနော်စားကြပါဦးbây giờ nào bạn nó thôi bây giờ sẽ biết rồi thế nào cũng lại điện nó bao giờ đóအရင်မချိုးဘူးဒါခါခါလေးနဲ့နှစ်ခုစားကြပါဒီတော့ကတော့နေ့လေတမစားမယ်ဒါတော့သမင်းပါဒီလိုပေါ့နော်အကျော်နဲ့စားရတာကောင်းတယ်နဲ့သမင်းစားရပိုကောင်းတယ်ကထမင်းကစားပြီးသွားပြီမဟုတ်လဲမနေ့ကလည်းစားပြီးသွားပြီ
အဲ့တော့ဘာလို့ဖို့ကြံလဲဆိုတော့အခန်းတက်ရှည်လုပ်ပါမယ်အခန်းကဘာတွေရှုပ်ပွားနေလဲဆိုတော့ကြည့်ပါပြပါမယ်ဒါကတော့ပုံမှန်နေ့တွေဆိုရင်တော့ဒါကတော့မရှုပ်ဘူးပေါ့နော်အမိုက်ပွားတယ်လို့မခေါ်ပါဘူးဒါပေမဲ့ဒီနေ့ကပိတ်ရဆိုတော့အမိုက်ပွားနေပါတယ်အမိုက်ပွားနေတာကိုကျမကရှင်းပြမှာဖြစ်ပါတယ်အခုတော့ရှင်းစပြီးတော့ရှင်းနေပါပြီစပြီးရှင်းနေပြီဆိုတော့ဒီနေရာအမိုက်ပွားတဲ့နေရာကတော့ကျမပဲပေါ့နော်ဒီအိမ်မှာခလေးရလည်းကျမပဲပေါ့နော်အမိုက်ဖွားတဲ့လူကလည်းကျမပဲပေါ့ပြီးလို့ရှိရင်တိတ်တဲ့လူကလည်းကျမပဲပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီအိမ်တဲ့အိမ်လုံးမှာကျမပဲဖွားလိုက်တိတ်လိုက်ဖွားလိုက်တိတ်လိုက်နေကျမလုပ်နေတာပါဘာလို့လဲဆိုတော့ဗီဒီယိုရိုက်ကြမရှိတော့တဲ့ခါကျလို့ရှိရင်ဖွားပါတယ်ပြီးလို့ရှိရင်ပြန်သိမ်းပါတယ်ကျမဒီလိုနဲ့ပဲအလုပ်တွေရမ်းရှုပ်ပါတယ်ဒါပေမဲ့အလုတ်ကအားလားဆိုတော့လည်းမအားပါဘူးကျမကအလုတ်ကိုမနေ့8နာရီကနေသွားပြီးတော့ည9နာရီခွဲတခါတလေ9နာရီခွဲတခါတလေခွန်ခွဲကျမပြန်ရတာပါဒါပေမဲ့လည်းကျမဒီလိုတိတ်နေရလို့ကျမတို့ကပြေးဖို့မကောင်းပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမဗီဒီယိုလေးတွေရိုက်နေရတယ်ကျမဝါသနာပါတဲ့အလုတ်ကလေးကိုလုပ်နေရတဲ့အတွက်ကျမမပြင်းပါဘူးဘလော့လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်